ဟုတ်ကဲ့ရှင်ငမောပြောရှင်းပြောဘာဖြစ်တယ်အခန်းကားမှာဖြစ်တယ်တကယ်အမလူတွေတွားမယ်ဆုံးဖြတ်ချပြီဆိုလို့ရှိရင်ဒီညသူအဲ့ဒီချုံပူလီမှာရှိတဲ့အခန်းကိုသူတို့နေမဲ့အခန်းကိုဒီညစီဆိုင်မယ်ဟုတ်ကဲ့ရှင်အမလူချင်တဲ့ location ကိုလည်းအဲ့ဒီအခန်းက location ကိုအမစီကိုပို့ပေးမယ်မနှက်ဖက်ဟုတ်ကဲ့ရှင်အခန်းဘယ်လောက်စီလုံးငမောရဲ့တစ်ချက်လောက်ပြောပေးနော်အခန်းကအဲ့ဒီမှာကဇဘို4500လောက်ရှိတယ်မရဲ့အေးတိကျပြောပေးလို့ရမလားရှင်မနေ့ကကျရောက်တာနဲ့မနေ့အဆက်လွဲပေးမယ်နော်မလွဲနဲ့အဲ့ဒီကိုရောက်မှာပဲအေးလေအဲ့ဒီရောက်မှကျွန်မပတ်ဆက်လွဲမှာပေါ့အဲ့ဒီမရောက်မနဲ့ကျွန်မပတ်ဆက်လွဲစီရလားလို့ကျွန်မခုလွဲမယ်ပုံကြလို့အမလေးမလွဲစီရလားအမလေးကျွန်မပတ်ဆက်ဟိုမလွဲနဲ့မလွဲပါဘူးလက်မခံဘူးလေကျွန်တော်လည်းလက်မခံဘူးပြီးရင်အလုံးစမတ်တဲ့ခါကျရင်အလုံးစမတ်ပြီးမှဆာရွက်စတဲ့တကယ်ရလာတကယ်ဝင်မှကျွန်မစမတ်ကြီးနောက်ထပ်ပြန်လွဲပြီးမယ်စမတ်ကြီးနော်ဆာရွက်စာတန်းကဒီလိုရှိတယ်မကျွန်တော်ပြောဦးမယ်ပြောရှင်အမလူတွေ9ယောက်မှာ3ယောက်ကဘာယောက်ကဲဝါဖော်မဲရပေးရင်ငွေချီစာရတယ်အကုန်လုံးပါတယ်နောက်2ယောက်မှကြာတော့ငွေချီစာရမပါဝါဟုတ်တယ်2ယောက်လေးများတွေမပါဘူးရှင်းမှန်တယ်ရှင်းအဲ့ဒီကောင်ကိုငွေချီစာရကိုကြာတော့သူကလုတ်ပေးမယ်အခုမရှိဘူး2ယောက်ကဟုတ်တယ်မလားဟုတ်တယ်ရှင်းမှန်တယ်ရှင်းငွေချီစာရတစ်ထောင်မရှိဘူးရှိအောင်လုတ်ပေးဖို့အတွက်သူကအဲ့ဒီငွေချီစာရသူလုတ်ပေးတဲ့အတွက်သူ1200တောင်းတယ်1200အမစဉ်းစားကြည့်ဖို့ဟုတ်ကဲ့အကယ်၍တခြားပွဲစားနဲ့လုံးလို့ရမယ်ဆိုတခြားပွဲစားနဲ့သူတို့လုံးပါစေဘာအဲ့တဲ့ဈေးတော့တယ်ဆိုရင်အကယ်၍အဲ့ဒီရှင်တို့ရတယ်ရှင်တို့ပြောတဲ့တောင်းရသူတို့โอเคပေးတယ်ဆိုလို့ရှိရင်တော့ရှင်တို့ပွဲစားနဲ့ပဲလုံးမယ်โอเคโอเคအမအဲ့လိုမျိုးကိုလုံးနိုင်တဲ့စွမ်းအောင်ရှိရင်အမလုံးလိုက်ပြည့်စုံအောင်ဟုတ်ကဲ့ဆင်အဲ့ဆိုဟိုဘက်ကမရှိဘူးဟိုဘက်ကဟိုပွဲစားပို့ပြီးဈေးကြီးတဲ့ဆိုလို့ရှိရင်ရှင်တို့ပဲလုံးမယ်1200ဟုတ်တယ်အဲ့ဒါကိုလေအဲ့လိုပဲဟုတ်ကဲ့ဒါကတော့ပြောမှဆိုရင်အပေးယူပေါ့မလုတ်ခင်မှာအလုပ်တစ်ခုကိုဈေးအရင်ညှိတာပေါ့ဟုတ်တယ်ဟုတ်တယ်မဟုတ်တယ်โอเคအဲ့တော့ရအမဖက်ကရတယ်ဆိုရတယ်လို့ကြုံကြပဲမရရင်ဒီဖက်ကကြိုတင်ပြီးလုပ်ပေးလိုက်မယ်ဟုတ်ကဲ့ရှင်ကျမကလေးဆိုကျမနဲ့ပဲဆိုင်နေရှင်စမတ်ကြီးရောအခန်းမိုးရောကျမကိုနိုင်တဲ့ကပဲလွဲပေးမှာပါရှင်နော်ဖြစ်လာတဲ့ပြဿနာဆိုကျမတာဝန်ယူဖြေရှင်းပေးမှာပါရှင်နော်ဟုတ်ကဲ့မโอเคအဲ့ဒါဆိုကျွန်တော်ဖက်ကလူကိုတိကျပြောလိုက်တော့မယ်နော်ဟုတ်ကဲ့ရှင်မှာလိုက်တော့ location ရတယ်နဲ့ကျမချက်ချင်းချပြပေးနော်ကျမကားသမားနဲ့ချိတ်ဆက်ပေးရမှာမလို့စိတ်ချအဲ့ဒီအပိုင်းကိုစိတ်ချကျွန်တော်လူချင်းတာအမတို့ဖက်ကတိကျတယ်မောလားတိကျပြီမောလားကျမဘက်ကတိကျပါတယ်ရှင်ဟုတ်ကဲ့ဟုတ်ကဲ့တုံးလုံးတုံးလုံးအကန့်ရတယ်နဲ့ပြောပါရှင်ဟုတ်ကဲ့ရှင်ဟုတ်ကဲ့ပါขอบคุณค่ะสวัสดีค่ะရခိုင်ပွဲစားနဲ့ရှင်ဒါမိဖို့ကြောင့်လောက်တဲ့စက်ယုံမိဖို့ကြောင့်ပစ္စည်းကရိယာတွေလောက်တဲ့စက်ယုံရှင်မိဖို့ကြောင့်ပစ္စည်းကရိယာဘယ်လိုလုပ်လဲဆိုတော့ဒီစတီးနဲ့ပတ်သက်တဲ့ဟာတွေဒီမှာစတီးနဲ့ပတ်သက်တဲ့ဟာတွေလောက်ရမယ့်အလုပ်ပုံစံရှင်ခံစားquickဘာခံစားquickစီလဲဆိုတော့ဒါစမကြီး6500ရှင်နော်ကျိုးလွဲစရာမလိုအခန်းကလည်းကျိုးလွဲစရာမလိုရှင်ပိုင်ကျဲအော်စာရွက်ဘာကြောင့်စီးတဲ့လူတွေဆိုလို့ရှိရင်ဘာကြောင့်အော်စာရွက်တစ်ခါတည်းပါလာရမယ် CIPG တက်တန်တိုးသမားနေမရအောင်เนาะဘတ်စာရွက်9ရွက်စီးရမယ်เนาะမနေ့အလုပ်သမားထဲမှာ2ယောက်ကဘတ်စာရွက်ဒီငွေချေစာရွက်မရှိတဲ့အတွက်ကြောင့်မို့တယောက်1200လားမသိเนาะအဲ့ဒါတော့ပေးဆောင်ရမယ်တဲ့အဲ့ဒါချုံမူလေးမှာဆင့်ဒီကြီးကတရက်400 OT က85ဘတ်ထမင်းဘိုးက90ကားက30အခန်းက90ပဲပေးတယ်ရှင်နော် OT ကနေ့တိုင်းလို့ရှိတယ်တရက်2နိုင်လောက်တဲ့အဲ့လိုမျိုးဒါပွဲစားအပြောပေါ့တလားတစ်ချိန်ပတ်စံထွက်တယ်ရှင်နော်ဟုတ်ကဲ့စင်မစိုးစင်ဒီပွဲစားနဲ့ကျွန်မဦးဆုံးချိတ်တာစင်တော့ရခိုင်သားရှင်တိုင်းရင်သူတိုင်းရင်သားဆိုလို့ရှင်တော့စကားပြောရတာနည်းနည်းလေးလွယ်တယ်ရှင်တခြားတိုင်းရင်သားကျွန်တော်ကျွန်မမပြောတော့ဘူးအဲကြောင့်ကျွန်မဦးဆုံးချိတ်ပေးတယ်ရှင်ကျွန်မအဆောင်မှာ9ယောက်စီတယ်အခုလက်စီဒါအထောက်အပြည့်စုံစီးတယ်လို့နော်အတော့တမပြည့်စုံဆိုလို့ရှင်လည်းအများကြီးရှိတယ်အဲ့လိုကျမကိုယုံကြည်စိတ်ချမဲ့ဆိုရင်လာခဲ့စမတ်ကြီးတွေကားကားတွေကျမကြိုထုတ်ပေးမှရှင်နော်ဖြစ်လာတဲ့ပြဿနာဆိုလို့ရှင်ကျမပြောကျမဖြေရှင်းပေးမယ်နော်ကျမထိုင်းနိုင်ငံအခုကျမလက်ရှိကျမအလုပ်ချိတ်ဆက်ပေးနေတဲ့အလုပ်သမားရဲ့အစီကံကျမပါနော်အကုန်လုံးမနဲ့ပတ်စံလည်းမနဲ့အဆရမနဲ့ပဲပြီးရင်တစ်ခါစားလုံးဝိုင်းတစ်ခါပဲရမယ်အလုပ်တလောက်ချိတ်ဆက်ပေးနေအလုပ်ကောင်းနေရရောက်လဲရောက်မနဲ့ကိုမေ့သွားရောအစီမပြေတဲ့အခါချက်ချင်းမနေ့ပတ်စံချင်းမယ်စပ်ပတ်ပဲရမယ်လို့ထောက်ပလားစပ်ပတ်ပဲလို့
ဒါပဲကျမစပေါ့တော့နေနေစိုးတယ်နော်အကူညီတော့ကျန်းနေရှင်နော်ပတ်စံလူတလောက်ပြောလူတလောက်ထုတ်ချီပေးမယ်ဘာလဲကျန်းမရေးလူမှုရေးမိသားစုရေးဘာရေးလဲစမတ်ကြီးမစီကာကမစီလာခဲ့ကျမတောင်းတဲ့အချက်ပေးနိုင်ရမယ်နော်မပေးနိုင်ဘူးဆိုဒို